အမျိုးသမီးတယောက်ဖြစ်ပေမဲ့လောကဒဏ်ကိုအရှုံးပေးဖို့မွေးဖွားလာတာမဟုတ်ဘူးဒါကြောင့်တန်မာလိုက်ပါအမျိုးသမီးတယောက်ဖြစ်ပေမဲ့မိခိုဆိုပြီးအိမ်နောက်ဖေးမိဖို့မှမနေပါနဲ့အိမ်မှုကိစ္စတွေနဲ့အချိန်ကုန်ဖို့မဟုတ်ဘူးဒါကြောင့်တင်ယူပါလေးလာပါစာဖတ်ပါအမျိုးသမီးတယောက်ဖြစ်ပေမဲ့ရော့တွက်လို့ရတဲ့ပေါ့ပြက်ပြက်မိန်းမတယောက်ဖြစ်ဖို့မွေးဖွားလာတာမဟုတ်ဘူးဒါကြောင့်တိတ်ခါရှိပါအိမ်တွေကိုစောင့်ထိန်ပါချစ်တယ်ဆိုတဲ့စကားတစ်ခွန်းနဲ့အယုံမလွယ်ပါနဲ့ဒီခိတ်မှာအချစ်စစ်ဆိုတာမရှိတော့ပါဘူးတကယ်ချစ်တဲ့ယောက်ျားတိုင်းကသူချစ်တဲ့မိန်းကလေးကိုတန်ဖိုးထားကြပါတယ်အမျိုးသမီးတယောက်ဖြစ်ပေမဲ့အိမ်တွင်းအကြမ်းဖက်တာကိုအမြဲငြိမ်ခံဖို့မွေးဖွားလာတာမဟုတ်ဘူးဒါကြောင့်ဆုံးဖြတ်ပါပြတ်သားပါအိမ်ထောင်ရေးပြိုကွဲမှာတစ်ခုလက်ဖြစ်မှာကြောက်လို့ဆိုပြီးအိမ်တွင်းအကြမ်းဖက်မှုကိုနှုတ်ဆက်မနေပါနဲ့တိုင်ပင်တဲ့သူအဖွဲ့အစည်းနဲ့တိုင်ပင်ပြီးအမျိုးသမီးတယောက်ဖြစ်ပေမဲ့တာဝန်ယူမှုမရှိတဲ့ယောက်ျားတယောက်အတွက်နဲ့အသက်ဆွန့်ဖို့မွေးလာတာမဟုတ်ပါဘူးတချို့တွေကယောက်ျားသားဖြစ်လာတာဖခင်မဖြစ်တဲ့သူတွေအများကြီးရှိတယ်တာဝန်ယူမှုတာဝန်သိတတ်မှုမရှိတဲ့သူကိုအိမ်ထောင်ဦးစီးနေရနဲ့မထိုက်တန်ဘူးလို့ကိုယ်တိုင်ပဲတာဝန်ယူတဲ့မိန်းမသားတိုင်းကလေးစားဖို့ကောင်းပါတယ်အမျိုးသမီးတိုင်းကတန်မာပါတယ်ရဲရင်ကြပါတယ်ဒါပေမဲ့မပြတ်သားတဲ့စိတ်အမှတ်မထားတဲ့စိတ်ကြောင့်ချစ်သူရဲ့အိမ်ထောင်ဘက်တွေရဲ့နှိမ့်ဆက်ခြင်းနိုင်ထက်စီးနှင်းတန်ဖိုးထားမခံရခြင်းစသည်တို့ကိုအမြဲတမ်းကြုံကြရပါတယ်ဒါကြောင့်အမျိုးသမီးတို့တွေမိမိကိုယ်ကိုချစ်ကြည့်ပါမိမိကိုယ်ကိုဂရုစိုက်ကြည့်ပါမိမိကိုယ်ကိုတန်ဖိုးထားကြည့်ပါတခါတရံလူတယောက်ကပွေးဖက်ထားမှနှွေးထွေးတာမဟုတ်ပါဘူးမိမိကိုယ်ကိုပွေးဖက်ထားခြင်းကလည်းလုံခြုံထုံနှွေးထွေးပါတယ်ဆိုတာလေးပြောပါရစေ